ကယ်အရန်လွယ်တယ်အားလုံးပဲမင်္ဂလာပါဒီနေ့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတစ်ပုတ်လုပ်ဖို့စဉ်းစားဖြစ်နေတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်ရဲ့ page messenger ပေါ့နော်ညီလေးတယောက်ကသူရဲ့ဒီဓာတ်ပုံလေးကိုသူကအဲ့လို shot တင်ရင်းနဲ့သူကလက်လွန်သွားပြီးတော့ color တွေကစမ်းကျင်ဘက်တွေဖြစ်ပေါ်နေဗျာအဲ့ချိန်မှာသူကလည်း original photo လေးသူကမားဖြတ်ပြီးသွားတယ်အဲ့ဆိုတော့အကိုကြီးဒီပုံလေးကျွန်တော်ဘယ်လိုပြန်ပြီး slow လုပ်ရမလဲဆိုပြီးကျွန်တော်လာမိထားတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်လည်းအေးကစင်းတော့ကသူတယောက်ပဲပြောမယ်အစားဗီဒီယိုတစ်ပုတ်လုပ်ပြီးငါတင်လိုက်မယ်ပေါ့နော်အဲ့ဆိုတော့မတီးရဲ့တချို့မတီးတဲ့လူရှိနေတာတီးအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့ဒါလေးနဲ့ဗီဒီယိုတစ်ပုတ်လုပ်စိတ်ကူးထားတယ်အခုလုပ်မယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဒီညီလေးကသူ့ရဲ့ဒီမှာသူ့ရဲ့ portrait ပုံထင်ပါတယ်ဒီမှာပေါ့နော်အဲ့ဒီပုံကိုသူကပြင်ထားပြီးတော့ပေါ့နော်အလွန်တရာမှလက်လွန်ချက်ကုန်ဖြစ်သွားပြီးတော့သူက original phone ရှိတော့ပေါ့နော်အဲ့ဒါသူက restore ပြန်လုပ်ချင်တာအဲ့ဆိုတော့ဘယ်လိုလုပ်မလဲပေါ့အဲ့ဆိုတော့ဘယ်လိုလုပ်မလဲဆိုတာမပြောခင်မှာကျွန်တော်ပြောချင်တာကဒီပုံကိုကြည့်လိုက်ရင် photographer တော်တော်များသိရဗျာဒီပုံက color inverse ဖြစ်နေတယ်ကြောင်းပြန်ဖြစ်နေတယ်ဒီပုံကိုကျွန်တော်အခုဒီ Adobe Photoshop မှာကျွန်တော်ပြန်လို့ပြမှာပေါ့နော်ဘယ်လိုမျိုးဒီ color inverse ဖြစ်နေတာကိုပြန်ပြီးတော့ယူရမလဲတကယ်အရန်လွယ်တယ်လုပ်ကြည့်ရအောင်နော်ကျွန်တော်တို့လည်းကြည့်မယ် Okay ရင်တော့ Photoshop ဖွင့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီပြင်မဲ့ပုံပြင်ပါမယ်ကျွန်တော်တို့ဒီ window မှာဆိုရင်တော့ဒီ layer ပေါက်ဖို့တဲ့ control G ပါ main ပုံမှာဆိုရင်တော့ဒီ Apple device မှာဆိုရင်တော့ command G ပါနော်အဲ့ဒါကျွန်တော် command G နဲ့ဟိုလိုလိုက်မယ်ဗျာ copy ပွားလိုက်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော်ဟိုခေါ်လိုက်မယ် image ကိုသွား adjustment ပြီးဒီမှာ okay graph ပေါ်လာပြီ okay ဒီမှာကျွန်တော်ဒီ graph ပေါ်လာပြီပေါ့နော်အဲ့လို graph ကိုသွားတာလဲဆိုတော့ကျွန်တော်တို့ဒီဓာတ်ပုံမှာ color channel အဓိက color channel primary color channel ဖြစ်တဲ့ RGB ဆိုတဲ့ဒီ channel ရှိရဗျာအဲ့ RGB ဆိုတဲ့ channel ကဒီ graph မှာကျွန်တော်သွားပြီးမှ RGB channel ကိုကျွန်တော်ပြန်စတင်ပဲတက်လို့မယ်စတင်ပဲတက်လို့တဲ့ဆိုတဲ့နေရာမှာဒီမှာကဒီပုံကြီး RGB channel အားလုံး inverse ဖြစ်နေတယ်ဆိုရင်တော့ဒီ RGB channel မှာကျွန်တော်တို့ RGB တစ်ခုချင်းရွေးစရာမလိုဘဲဒီ RGB အတွဲလေဘောနော်ဒီ all channel အားလုံး reverse စတင်ပဲလုပ်လိုက်မယ်ဆိုရင်ငကိုတင်းပြင်ရမယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ပုံကRGB channel အားလုံးလွဲနေဟိုနဲ့ RGB ထဲက channel တစ်ခုပဲလွဲနေတယ်ဆိုရင်လည်းကာအားဒီမျိုးအမားကြီးဖြစ်နေပါတော့အမားဆိုလည်းပြောင်းပြန်ပေါ့အဲ့ဆိုတော့အဲ့ကြိုင်ကျွန်တော်တစ်ခုချင်းလိုက်စေရမယ်ကျွန်တော်ဒီ RGB စနေမှာကျွန်တော်သွားမယ် channel red ပဲရွေးလိုက်မယ်ခါကျကျွန်တော် red ကိုကျွန်တော်စတင်ပဲသွားကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ channel တစ်ခုလုံးဒီ channel 3 channel လုံးစတင်ပဲပြောင်းပြန်ဖြစ်နေတာလားဒါမှမဟုတ် channel တစ်ခုချင်းစီကဖြစ်နေလားဆိုတော့ကျွန်တော်သိချင်လို့အဲ့ဆိုတော့ okay စတင်ပဲလုပ်ကြည့်မယ် okay ဒါဆိုရင်ဒီခြားရတာ color channel တစ်ခုထဲကပြောင်းပြန်ဖြစ်နေပုံပေါ့နော်အဲ့ဆိုကျွန်တော် green ကိုသွားစစ် okay စတင်ပဲလုပ်ကြည့်မယ် green ကိုအပေါ်ကအောက်ဆွဲအောက်ကအောက်ဆွဲဒီဘာလို့နည်းနည်းလေးဒီကောင်နေတာပုံစံရုပ်ရေးပေါ်လာပြီပေါ့နော်ဒါပေမဲ့ green channel ဖြစ် inverse ဖြစ်နေတာလည်းမဟုတ်သေးဘူးအဲ့ဆိုတော့ okay အဲ့ဆိုတော့ကျွန်တော်တို့ဟိုပဲသွားကြည့် blue ကိုလည်းသွားကြည့်မယ် okay blue ကိုပြန် inverse လုပ်မယ်နေလားအဲ့ဆိုတော့တေးကြပြီဒီပုံက color channel တစ်ခုကလွဲနေတာမဟုတ် channel အားလုံးလွဲနေတာအဲ့ဆိုတော့ okay image ကိုပြန်တော့ adjustment ပြန်တော့ကျွန်တော် gap ခုံလဲ okay ဒီမှာဆိုမြင်လား color channel ဒီမှာ RGB ဆိုတော့ဒီရဲ့စတင်ဘက် shadow ကို highlight ကိုပို့မယ်ပင်ဒီက highlight ကို shadow ကိုဆွဲချလိုက်မယ်အဲ့ဆိုတော့ဒီပုံဒီ color channel ဖြစ်တဲ့ဒီ RGB ဒီ primary color channel အားလုံးက inverse ဖြစ်နေအဲ့ဒါကြောင့်မလို့ဒီလို color ဖြစ်သွားအဲ့ဆိုတော့ဒီမှာအရန်လွယ်ကူရွေးရှင်းပါဘူးအဲ့ဆိုတော့ okay ဒါကြောင့်ဒီ layer အပေါ် layer ပြန်ပိုက်လိုက်မယ်ဖိကျွန်တော် background တင်တော့ပြီး comment ချိန်နဲ့ layer ပြန်ပေါ်မယ် okay ဒါဆိုရင် color channel ကအကုန်လုံး inverse ဖြစ်နေလို့ဆိုပြတော့ Shopee တခုရှိအဲ့ Shopee ကဘာလဲဆိုတော့ window မှာဆိုရင်တော့ control I ဒီရော mask ပုံမှာဆိုရင်တော့ command I ကဒီ color inverse ဖြစ်တာ inverse ပြန်လုပ်တာရတယ်မလား command I လို့နေရမယ်ဒါပါပဲနော်အဲ့ဆိုတော့ဘာဖြစ်ဒီနေ့ကရိုးရှင်းရှင်းလေးခုလေးတစ်ကွာနေကျွန်တော်ဗီဒီယိုတစ်ပုတ်လို့ဖြစ်သွားတယ်အဲ့ဆိုတော့ဒီဟာကဒီကွန်ပျူတာပေါ်မှာလုပ်မရလားပေါ့နော် Adobe Photoshop လုပ်မရလားလို့မင်းတော့မဟုတ်ပါဘူးဖုန်းပေါ်မှာလည်းလုပ်လို့ရပါတယ်ဒီ phone application တွေဖြစ်တဲ့ဒီ Lightroom Mobile တို့ပြီးတော့ဒီ PixArt တို့ဒီ Snapseed တို့အဲ့လိုအများကြီးပေါ့နော် Adobe Express တို့အဲ့လိုမျိုးအများကြီးရှိတယ်အဲ့ဒီဟာတွေနဲ့လည်းလုပ်လို့ရပါတယ်အဲ့ဒီ adjustment tool လေးမှာတွားကြည့်လိုက်ဒီ graph လေးတွေ့လိုက်မယ် graph တွေ့တယ်ဆိုရင်ဒီ graph မှာ RGB channel ခုချင်းဆက်လက်ပေးလို့ရတယ်ပြီး channel အားလုံးဒီပြင်ကကြောင်းလို့ရတယ်အဲ့မှာပါတယ်အဲ့မှာဝင်ပြီးတော့ပြင်ပြီးတော့ဒီလိုမျိုးပုံတွေကိုပြောင်းမယ်ဆိုရင်ရပါတယ်အဲ့ဆိုတော့ဖုန်းနဲ့တော့လည်းကောင်းကွန်ပျူတာနဲ့တော့လည်းကောင်းအကုန်လုံးနဲ့လုပ်လို့ရပါတယ်အဲ့ဆိုတော့တကယ်လို့တရားရောက်ကဒီလိုမျိုးကတော့ဓာတ်ပုံဗီဒီယိုနဲ့ပတ်သက်ပြီးတော့ရိုက်တာပဲဖြစ်ဖြစ်ဒီ editing body touching ပဲဖြစ်ဖြစ်တော့ပြီးကျင်တာလေးရှိရဆိုရင်အာမနာမှာနဲ့ကျွန်တော် page ကနေအချိန်တိုင်းကြိုက်တဲ့အချိန်ပေါ့နော် messenger ကနေစာပို့ပြီးတော့လည်းကောင်းကျွန်တော်ရဲ့ post ရဲ့ comment တွေကတော့လည်းကောင်းကျွန်တော်မေးထားလို့ရပါတယ်ကျွန်တော်အားရစင်ဒီလိုပဲလွယ်လွယ်ကူကူရိုးရိုးရှင်းပေါ်နီးလန်းနဲ့ပဲကျွန်တော်အများဆုံးနီးလန်းတဲ့ထက်အောင်ကျွန်တော်ပြောပြပေးပါမယ်ခင်ဗျ
အဲ့တော့ဒီနေ့အတွက်ကြည့်ရှုသွားအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ရဲ့ page လေးကိုလည်း like နဲ့ follow လုပ်ဖို့မမေ့ပါနဲ့အောင်နောက်ထပ်ပြီးတော့ knowledge sharing video လေးအခါသိရင်လို့ကျွန်တော်တင်ပေးသွားပါမယ်ပြီးတော့ဒီကျွန်တော် music video တွေဒီတခြားသောခါမျိုးတွေလည်းကျွန်တော်လာဖို့ရှိတယ်ပေါ့နော်စောင့်ကြည့်အားပေးကြပါအောင်လို့ပြောရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ် have a nice day ပါ